ဒီနေ့တော့ဒါလေးစားပြအောင်နော်ဒါကြည့်ပြီးကြပါဘောနော်ကျွန်တော်မမိုင်းဘယ်လိုမေးတော့မေးကြဲဟာဒီပါဗျာကျွန်တော်ဟိုဒါလို့ခိုင်တော့ကျွင်လို့တခြား YouTuber တွေလို့ကျွင်နေလောက်ဝင်မယ်ဗျာဒါမဲ့ကျွန်တော်အတန်းငယ်သေးတယ်နည်းနည်း active ပညာလုံးမတယ်အဲ့ဒါဘောနော်ကျွန်တော် comment မှာကြိုက်တဲ့ဟာမေးလို့ရပါတယ်မေးပါကျွန်တော်ဖြေပြီးလို့ရပါတယ်ကျွန်းလာခိုင်လာဘာလဲကိုစပိုင်ဒါကင်းလို့ကျွန်းလေးလုပ်ဖို့ပဲပေါ့နော်ကျူးစားနေလို့အားပေးကြပါလို့နော်ထားရရောကျွန်တော်ဒီနေ့တော့ဒါစားမှာစားပြအောင်လို့ဒါဘာလဲတော့ကျွန်တော်မသိဘူးဗျာဒါစားတော့စားကြည့်မယ်ကောင်းတော့ကောင်းကျန်တယ်နော်ဘလို့ဘယ်လိုလုပ်လဲကျွန်တော်အေးစီရအောင်ဘာလဲလုံးလုံးလေးကျွန်တော်ထွက်ကြည့်လိုက်ဒီလိုဒီလာရောက်လာတော့အဘောဘယ်ကူလုံးဒီလိုပြောတယ်ဗျပြောဒီမှာစေးသမားတွေပေါ်တယ်တဲ့ညဘက်ကျအပြင်ထွက်တယ်ကျွန်တော်အဲ့ဘက်မှာတော့မသိဘူးပေါ့ကျွန်တော်တင်ငယ်ရင်းတယ်ဒီကနေပြီးတော့ပတ်တယ်သမီးမစားခင်ကျွန်တော်မုတ်တပွဲစားတယ်ဒီကနေပေါ့တော်တယ်တွဲတဲ့ပွဲစားပြန်လာတယ်ဒီနေ့ချက်နေခင်းကစားရေချိုးလိုက်တော့ရေချိုးပြီးရေမချိုးသေးထမင်းစားလိုက်ထမင်းစားပြီးလမ်းပတ်လျှောက်ကျွန်တော်လုံးဝမထိုင်မရောက်ဘူးလို့မသိဖေးအောင်မလို့ဘေးကကလေးလေအမေနာမည်မင်းဘလို့ခေါ်လဲမလို့မင်းနာမည်ဘာညာမေးတယ်တော့ဘာမှနေလဲတို့ဘာလောက်လဲမေးတယ်ဘုံကပလိန်နဲ့တိုင်လဲမှာနော်လို့ပြောတယ်ဗျာအဲ့ကျွန်တော်စိတ်ရဘလို့နေစားပြအောင်နော်